ဒီရုပ်တရုပ်ရဲ့တမိုးကရွမ်1000တောင်ရှိပါတယ်ဒါပေမဲ့ချီလုတ်တဲ့အချိန်မှာမန်တန်ရုပ်ဖက်ရမယ်ဆိုတဲ့စီကန်းရှိတယ်အယုတ်တရားပြည့်အောင်လုပ်နိုင်ရင်စုငွေရွမ်1000ရမယ်တဲ့ဒီလိုအလုပ်မျိုးကိုမင်းဆိုရင်လက်ခံမလားဇီယောဖန်ဆိုတဲ့မိန်းကလေးကလက်မှုအယုတ်ချီလုတ်တဲ့အလုပ်သမားတစ်ယောက်ပါတနေ့မှာတော့သူမစီကိုမသိတဲ့လူတစ်ယောက်က message ပို့လာတယ်သူတို့ရဲ့တောင်းဆိုချက်က10ရက်အတွင်းစုတောင်းအယုတ်တရားချီပေးဖို့ထူးဆန်းတာကအလုံးမစခင်တင် deposit တစ်ဝက်နီးပါးကြိုးလွှဲပေးထားပြီးသားဖြစ်နေတယ်ပတ်စံလိုနေတဲ့ဇီယောဖန်ကဒီအလုပ်ကိုလက်ခံလိုက်ရတယ်နောက်နေ့မှာတော့ပစ္စည်းပို့သမားကသူမစီကိုချီလုတ်ဖို့လိုတဲ့ tools တွေပို့လာတယ်ဒါပေမဲ့ဘာရဲ့ကိုယ်တိုင်ကိုတော့သူမတခါမှမတွေ့ဘူး package ကိုဖွင့်ကြည့်လိုက်တဲ့အခါစီကန်းချက်အများကြီးပါလာတယ်အယုတ်ချီလုတ်တဲ့ process တစ်ခုလုံးကို video record လုပ်ထားရမယ်အလုပ်လုပ်နေချိန်မန်တန်ကိုလည်းအမြဲရွတ်နေရမယ်တဲ့ဇီယောဖန်ကဒါကိုတာမန်ဆူတောင်းရုပ်လို့ပဲထင်ထားခဲ့တယ်ဒါပေမဲ့ချီလုတ်ရင်းနဲ့ထူးဆန်းတဲ့အရာတွေဖြစ်လာတယ်သူမကအရန်ပင်ပန်းနေတင်ပေမဲ့မအိတ်ချင်တော့ဘူးတက်ကြွနေတယ်လို့ခံစားနေရတယ်နောက်ပိုင်းမှာတော့သူမလက်တွေကကိုထိန်ချုံမှုမရှိတော့တယ်လို့ဖြစ်လာတယ်တခုခုကခန္ဓာကိုယ်ကိုဝင်ထိန်ချုံနေတယ်လို့ပဲအယုတ်ကိုမကြည့်ဘဲနဲ့တောင်တိတိကျကျချီလုတ်နိုင်နေတယ်ညီကောကအယုတ်တွေများလာလေသူမပါဆက်ကမန်တန်ရုပ်တန်ကပုံမြန်လာလေဇီယောဖန်မသိခဲ့တာကသူမလက်ကသွေးဆက်တချို့ကသူမအသက်ကိုကဲလိုက်တာပါ